Champions League Quarter Final ပထမအကြော့အဝေးကွင်းပွဲမှာ PSG အသင်းကို2-0မရှိနဲ့ရှုံးနိမ့်ပြီးတဲ့နောက်နီးပြစလော့ယာရုကနှုတ်ထွက်သင့်ပြီလို့လီဗာပူးပရိသတ်တွေတောင်းဆိုခဲ့ပါတယ်။ PSG အသင်းနဲ့ပွဲမှာလီဗာပူးအသင်းကခံစစ်မှာ9ယောက်ထားကစားပြီးဂိုးမပေးရအောင်ရည်ရွယ်ခဲ့ပါတယ်။ဒါပေမဲ့လီဗာပူးအသင်းခံစစ်ကတမ်ဘီလီ၊ကာဘာရာစကယ်လီယာဒိုရိုရဲ့တိုက်စစ်ကိုမထိန်ချုပ်နိုင်ပဲဂိုးပေါက်ကန်ကွင်း18ကြိမ်အထိပေးခဲ့ရပါတယ်။ PSG အသင်းတိုက်စစ်မှုတမ်ဘီလီအပိုင်အခွင့်အရေးတွေဖြုံးတီးခဲ့လို့သာလီဗာပူးအသင်းအခုထပ်ပိုပြီးဂိုးပြတ်မရှုံးခဲ့တာဖြစ်ပါတယ်။ဆာလာကိုမသုံးခဲ့ပဲပွဲထွက်လူစင်းရဲမှာ Florian Bass, Ekitike လူစားဝင်ကစားသမားတွေအဖြစ် Isak, Gaboro နဲ့တိုက်စစ်ပုံဖော်ခဲ့တဲ့လီဗာပူးအသင်းကတော့ဂိုးပေါက်ကန်ကွင်း3ကြိမ်သာရခဲ့ပြီးဂိုးပေါက်တဲ့ကန်ကွင်းတစ်ကြိမ်မှမရတဲ့အထိအခြေအနေဆိုးခဲ့ပါတယ်။ဒါကြောင့်ပဲလီဗာပူးအသင်းပရိသတ်တွေကပေါင်တန်း450သုံးထားတာခံစစ်မှာ9ယောက်ထားကစားဖို့လားယာရုကနှုတ်ထွက်လိုက်ပါတော့တော်လောက်ပါပြီစားတဲ့တောင်းဆိုသံတွေပြုလုပ်ခဲ့ကြပါတယ်။